အားလုံးပဲမင်္ဂလာပါခုကတွေ့တဲ့ cycle လေးကိုဒီမှာပြချင်လို့မွေးခွက်လေးမွေး break လေးပေါ့မွေး break လေးတော်တော်မိုက်တယ်ပေါ့နော်ကျွန်တော် main ခွက်ရယ်ဒူ main ခွက်ရယ်ကျန်တာရန်ပေါ့နော် break တစ်ခုတော့9ခွက်ထိုးရမှာအဲ့ဒါလေးကိုနည်းနည်းပြချင်လို့ခုဒါဒီမှာဒီ software app မှာတပတ်စာလေးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်တပတ်ချင်းလေးတွေအဲ့ဒါကိုကျွန်တော် main ခွက်ဘယ်လိုပြမလဲဆိုရင်မွေးခွက်ကဆိုတော့ဒီမှာကျွန်တော်တို့ဖေဖော်ဝါရီလကနေစကြည့်အောင်ဖေဖော်ဝါရီလဆိုတော့ကျွန်တော်တို့ဘယ်လို main ခွက်နောက်တစ်ပတ်အတွက်ဘယ်လို main ခွက်ယူမလို့ဆိုရင်ဒီမှာဒါတပတ်စာထွက်တဲ့ဟာတနေ့လာတူတော့ပြန်အဲ့ဒါမှကျွန်တော်တို့ကဒီကြာသပတေးညနေ sorry ကြာသပတေးညနေခွန်းသုံးရဲ့ဒီတော့ကြမနဲ့88အဲ့ break နှစ်ခုပေါင်းမှာပေါ့နော်ဆိုတော့ခွန်းသုံး3ည88က6ဆိုတော့3ည6ပေါင်းရင်6 break ရမှာကျွန်တော်အဲ့တော့6 break ဒီနောက်တစ်ပတ်ထဲမှာထွက်မလားဒါမျိုးအဲ့တော့ဒီမှာ6 break ခွန်း9ရဲ့3ည6ရဲ့လာထွက်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ main ကွက်ဘယ်လိုယူမလို့ဆိုရင်အဲ့ခွန်း9 60ဒီ6 break ကို6 break break တစ်ခုဆိုတော့ဗျာ5ကွက် RN 10ကွက်ပေါ့နော်အဲ့တော့5ကွက်ထိုးရမှာအဲ့ထဲမှာ main ဘယ်ကွက်ကိုထိုးမလို့ဆိုရင် main 2ကွက်ကျွန်တော်ထုတ်တယ် main 2ကွက်ကဘယ်လိုလဲဆိုဒီမှာဒီကြာသပတေးညနေခွန်း3နဲ့အဲ့ခွန်းရဲ့3ရဲ့အဲ့ကီးနှလုံးနဲ့6 break ကိုထိုးမှာဆိုတော့ခွန်း3ကီးနှလုံးဆိုတော့ခွန်းနဲ့ဆိုခွန်း9ရဲ့ခွန်းနဲ့ဆိုခွန်း9 3နဲ့ဆို3 3ဒါ6 break အဲ့နှစ်ကွက်ကို main ထိုးမှာပေါ့နော်ပြီးရင်ဒူ main ထားအောင်မယ်ကျွန်တော်ဒူ main ဒုတိယ main တစ်ကွက်ဒုတိယ main တစ်ကွက်ကじゃဘယ်လိုလဲဆိုရင်အဲ့ခွန်း3ရဲ့ဒီဟိုအဲ့ခုန88ရဲ့3ည6ခွန်း3က3ည88က6ဆို3ည6လို့ဒဲတစ်ကွက်ကဒူ main ထိုးမယ်အဲ့တော့3ည6ဒီတောက်ကြမှာလာထွက်တယ်ခွန်း9ဒီအင်္ဂါနေ့မှာလာထွက်တယ်အဲ့တော့အဲ့ကျွန်တော်ပြောတဲ့ခုပရိတ်တွေဒီကြာသပတေးတောက်ကြ2ရက်မှာအများစုထွက်ကြတယ်ဖေဖော်ဝါရီလရှိသေးတယ်နော်နောက်တစ်လ match လာအောင်မှာဆိုတော့ကျွန်တော်ပြန်ပြောမယ်ဒီခွန်း3ရဲ့88ရဲ့6 break ရတယ်6 break ကိုဒီကြာသပတေးညနေခွန်း3ကီးနှလုံးနဲ့ဆိုတော့ခွန်းကို33က main ကွက်ထုတ်မယ်ပြီးရင်ဒီခွန်း3နဲ့ဒီ88ပေါင်းနဲ့3ည6ဒဲပေါ့နော်3ညရဲ့ဒီ6ရဲ့အဲ့ဒဲ3ည6ကဒူ main ထိုးဒါဆိုရင်3ကွက်ကဒူ main နဲ့ main ကွက်နဲ့ထုတ်လိုက်တော့2ကွက်ကျန်2ကွက်ကရန်ထိုးပေါ့6 break ရန်ထိုးအဲ့လိုထိုးရင်ကျွန်တော်ပြေးမလွတ်တော့နော်ဟုတ်ပြီဒါဒီတစ်ပတ်စာအဲ့တော့နောက်တစ်ပတ်ကြည့်အောင်နောက်တစ်ပတ်က13ရဲ့59ရဲ့ဆိုတော့13က4 break 59က4 break အဲ့4ပေါင်းတော့10 break ကျွန်တော်ဒီဘက်ထဲမှာထွက်ရဆိုတော့ဒီမှာခွန်း1ဆိုပြီးကျွန်တော်တို့လာထွက်တယ်ကြာသပတေးတောက်ကြမှာပဲထွက်တာနော်စီရှေ့ရဒီမှာ10 break မထွက်ခဲ့ဘူးခွန်း1ဒီဘယ်လိုထွက်လို့ main ကွက်ကကျွန်တော်တို့ဟော main ကွက်ဒီကျွန်တော်ဒီကြာသပတေးညနေ13ကီးနှလုံးနဲ့အထိထိုးမယ်ဆိုတော့1နဲ့ဆိုတော့10 break 1ခွန်းရယ်3နဲ့ဆိုရင်10 break 3 5ရယ် main ကွက်ထိုးမယ်ဟောဒါဆိုရင်ဒီမှာခွန်း1 main ကွက်လာမိအဲဆိုဒူ main ရဘယ်လိုထိုးရမလို့ဒူ main က13ရယ်9ရယ်4ရဒူ main ထိုးဒါဆိုကျန်တဲ့အကွက်တွေရန်ထိုးလိုက်အဲဒါဆိုရင်ဒီချပေါင်းမိမယ်ပေါ့နော်ဟုတ်ဒါဆိုနောက်တစ်ပတ်တော့နောက်တစ်ပတ်ကကြာဒီမှာ16ရယ်ခွန်း16ကခွန်း1က8ဆိုတော့ခွန်း8ပေါင်းချင်း5 break
ဒီဘက်မှာ9 break ထွက်သလားအဲ့တော့ဒီမဲ့ဂျာသာပရိမှာခွန်8လို့လာထွက်တယ်အဲ့တော့ရှေ့ရဒီမှာ9 break မထွက်ဘူး9 break ဒီတစ်ကွက်ထွက်တယ်အဲ့ဒါဆိုကျွန်တော်တို့ main ကွက်ဒီ16ကီးနှလုံးနဲ့ထိုးမယ်ဒါဆို1နဲ့9 break ဆို1 4 6နဲ့ဆို6 9က main ကွက်ထိုးရမှာပေါ့နော်အဲ့ဒါမှကျွန်တော်တို့ဒါဆိုဒီမှာじゃဒူးမင်းရမိသွားမယ်ပေါ့ဒူးမင်းကကြတော့ဒီ16ပေါင်းချင်းခွန်း1ပေါင်းချင်း8ဆိုတော့ခွန်း8တဲ့ကွက်ထိုးရင်ဒူးမင်းကခွန်း8လို့ဒီမှာလာမိအဲ့တော့ main ကွက်တော့မမိတော့ main နှစ်ကွက်ထဲမမိတော့ဘူးဒူးမင်းခွန်း8လို့လာမိဟုတ်ပြီဒါဒီတစ်ပတ်ဒါဆိုနောက်တစ်ပတ်တော့နောက်တစ်ပတ်ကကျွန်တော်တို့ဒီမှာ3 5 8 break ရယ်6 5 1 break အဲ့တော့8တစ်ပေါင်းချင်း9 break 9 break ဒီနောက်တစ်ပတ် match လာမှာထွက်သလား yes ထွက်တယ်ဒီမှာ9 break 1 8ရယ်9ရယ်ဒီမှာတော့ဂျာသာပရိတောက်ကြမှာမထွက်တော့ဘူးပေါ့နော်ရှေ့အင်္ဂါဘော်ရုံးမလာထွက်ဆိုတော့တပတ်စာဇာရုံးမွေးရင်ကြိုက်မယ်ဗျအဲ့လိုမျိုးပေါ့ဟုတ်ပြီ1 8 3 9 9ဘယ်လိုမိတော့ကျွန်တော်ပြန်ကြည့်အောင်နောက်9 break 1 8 3 9 9ဒီမှာ3 5ကီးနှလုံးနဲ့9 break ထိုးရင်3 6 5 4က main ထိုးရမှာဒါဆိုဒူး main ကကြတော့ဒီမှာ8ရဲ့1 8ကဒူး main ထိုးမယ်โอเค8ကဒူး main 8ဒူး main ထိုးရင်ကျွန်တော်တို့ဒီမှာနောက်တစ်ပတ်မယ်ဒီမှာ8လို့ဒူး main ကလာမိမယ်ပေါ့နော်3 9 9ကတော့ဒါဆက်တော့ထိုးပြချင်မှလည်းထိုးပြမှာပေါ့ဗျာထွက်ရင်ဟုတ်ပြီဒါအဲ့တော့မထွက်ဘဲမနေဘူးပေါ့နော်အဲ့ဆိုနောက်တစ်ပတ်ကျွန်တော်ဆက်သွားရင်9 9 6 8 break 9 9က4 2 6က8 4 8ပေါင်းချင်း2 break လို့နောက်တစ်ပတ်မှာထွက်သလားကြည့်တော့နောက်တစ်ပတ်မှာပြတ်ပါလေကျွန်တော်ဒီတစ်ပတ်ပြတ်တယ်ပေါ့နော်2 break ကြည့်လိုက်2 break မထွက်ဘူးโอเคဒါဆိုနောက်တစ်ပတ်4 1 5 4 2က6အဲ့တော့5 6ဆိုပေါင်းချင်း1 break 1 break ဒီတစ်ပတ်မထွက်သလားဆိုတော့ဒီမှာ9နှစ်လို့လာထွက်တယ်အဲ့တော့ကမထွက်တဲ့1 break ဟုတ်ပြီ9နှစ် main ကွက်တာဆိုကျွန်တော်တို့ဘယ်လိုယူမလို့main ကွက်ဒီ4 1နဲ့ယူရမှာဆိုတော့1 break ဆိုတော့4ခွန်း10 main ကွက်ထိုးမယ်ဒါဆိုဒူး main ရကြတော့5 6လို့ဒူး main ယူမှာပေါ့နော်အဲ့ဒီမှာတော့ main ကွက်ရယ်ဒူး main ရယ်ကတော့မမိတော့ဘူးအဲ့ဒါကျန်တာကျွန်တော်တို့ဘာကျန်မလို့2 9ရယ်ပြီး3 8အဲ့တော့ရန်ကွက်ထဲကလာမိမှာပေါ့နော်ဘယ်လိုနေ1 break တော့ထွက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်နောက်တစ်ပတ်သွားကြည့်အောင်နောက်တစ်ပတ်ကကြဒီမှာ1ခွန်8 break ရယ်9 8ခွန် break ရယ်ဆိုတော့8ခွန်ပေါင်းချင်း9 break နောက်တစ်ပတ်မှာထွက်သလားနှစ်ကွက်ထွက်တယ်ဗျာ2 3အစောကြီး2 3ရယ်ကျွန်တော်တို့ရင်ပတ်3 5ရယ်အဲ့တော့ main ကွက်ယူတော့ဒီ1ခွန်နဲ့ယူမယ်ဆိုတော့9 break 1 4ခွန်8 main ကွက်မမီဘူးနောက်တစ်ခုဒီနှစ်ခုပေါင်းချင်းဒူး main ရလဲ8ခွန်ဆိုတော့ဒူး main လည်းမမီဘူးဒါဆိုရင်ရန်ကွက်ထဲကထွက်သွားမယ်ပေါ့နော်2 3 3 5ကျန်ပါ2 3 3 5အရန်နှစ်ကွက်ထဲကထွက်ဒါဒီနီးစပ်ဆုံးအပတ်အဲ့တော့အခုနီးစပ်ဆုံးအပတ်မှာကျွန်တော် main ကွက်ဒူး main လွတ်နေတယ်ပေါ့နော်ရန်ထဲကထွက်နေတော့သူပုံစံဘယ်လိုချိန်လာတော့ဆိုရင်အဲ့အကွက်ကို main ကွက်ဘယ်လိုထပ်ယူမလဲဆိုရင်ကျွန်တော်တို့ဒီမှာအဲ့9 8တော့ကြမနဲ့9 8ကခွန်အဲ့ပေါင်းချင်း break ခွန်ရဲ့မှာ power 2နဲ့ sorry power 2နဲ့တော့ဒီကဘာ break တော့ကျွန်တော်ခွန်8ဆို5 break ရမှာဆို2 3အဲ့ခွန်နဲ့ခဒီခွန်နဲ့ခ3ညနဲ့3ည5
အဲ့နှစ်ကွက်ကိုမိန်းထားယူရင်တော့အဲ့တော့2335လိုမိနိုင်ပြီပေါ့နော်နောက်တစ်ခုအဲ့ဒီအပေါ်ဘက်မှာလည်းကျွန်တော်မိန်းကွက်မမိခဲ့အဲ့တော့ဒီ4နှစ် sorry ကျွန်တော်ဒီ4နှစ်ဆိုတော့6ပါဝါ1နဲ့1ပရိတ်30ရဲ့6နှစ်ခတ်9နဲ့1ပရိတ်9နှစ်ရဲ့လို့ထုံးရင်9နှစ်မိန်းကွက်လာမိမယ်ပေါ့နော်ဒီ9နှစ်မိန်းကွက်လေးလာမိမယ်အဲ့တော့ဒါပြီးခဲ့တဲ့နှစ်ပတ်ကတ်ရက်မှာမိန်းကွက်ပေးနေတဲ့ပုံစံလေးပေါ့နော်ကျွန်တော်တော့အဲ့လိုတော့ပြင်ထိုးမယ်စဉ်းစားနေဒါဆိုရင်လာမယ့်ဘတ်အတွက်ရောအဲ့ဆိုနောက်တစ်ပတ်အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ရင်33ပရိတ်ရယ်355ပရိတ်ရယ်ပေါင်းတော့10ပရိတ်10ပရိတ်ကိုရဆိုကျွန်တော်ခုနလို main ကွက်ထုတ်ရင်ဒီ30 3ရယ်ပါဝါ8ဆိုတော့80 3နှစ်ခန့်5ဆိုတော့53ဒီနှစ်ကွက်ကိုကျွန်တော် main ကြိုက်နေပါတယ်လာမယ့်ဘတ်အဲ့တော့ဇာတို့လေးတော့ထိုးနိုင်ကြိုက်မယ်ဗျာ80နဲ့35နဲ့အာပေါ့အဲ့ဒါမိန်းကျန်3ခွက်ကိုရန်ထိုးလိုက်မဟုတ်လေဒူးမိန်းထားထွင်ထိုးပေါ့အဲ့ဇာတို့10 ပရိတ်ကဲအားလုံးတော့တူဒီချင်းမိတ်ဆွေများဝက်ကွက်လေးရကြပါစေနောက်တစ်ပတ်ကျေးဇူးတင်ပါတယ်ခင်ဗျ